အားလုံးပဲမြင်လာပါဗျာနော်ကျွန်တော် Unity Channel မှာကြိုဆိုပါတယ်ကျွန်တော်ဒီမှာဒီဘက်ဆာမပြောက်ပတ်ဒီ၄လုံးတွေက၃လုံးထွက်သွားပါပြီဗျာနော်၃လုံးထွက်သွားပါပြီရှင်ကတော့300တွင်တစ်လုံးဆိုတာနော်လာမှာပါအဲ့တော့ဒီနေ့ရက်ကိုဒါလေးလိုက်ပါဗျာနော်ဒီနေ့တော့မှညနေပိုင်းမှာကျွန်တော်တွေ့ထားပါတယ်ဗျာနော်20ဆိုင်ရဒါလေးကတော့အပြီးခွေနော်အထက်အောင်လည်းပါမယ်ဒီဘက်၅လုံးတန်းလည်းပါမယ်ဗျာနော်ဥပမာတန်းဘက်ကင်ထိုးပါဥပမာကိုကဒီကောင်နဲ့2ကြိမ်လောက်မိကျင်တယ်ဆိုရင်ဒီကောင်ပဲအပြီးခွေလိုက်နေပါဒီကောင်နဲ့အတူတူပဲပေါ့နော်ဒါမှမဟုတ်လည်းအထက်အောက်လိုက်မဲ့လူကအထက်အောက်ပဲလိုက်နေပါဗျာနော်အဲဒါဆိုလို့ရှိရင်တော့အဆင်ပြေမှာပါနော်မနေ့ကတော့ကျွန်တော်တို့နော်ကျွန်တော်ထိုးပဲပေးခဲ့တော့လွဲပါတယ်ညနေပိုင်းမှာတော့ဒါထပ်မှန်တယ်ပေါ့နော်ခွန်ကြိုက်တယ်လို့ပြောခဲ့ပါတယ်ဗျာနော်ကျွန်တော် channel ကြည့်နေလဲသူသိပါတယ်ကျွန်တော်ဒီကညနေပိုင်းမှာလာဟိုင်းပဲညနေပိုင်းမှာကောပေါ့နော်လာဟိုင်းပဲယူရဲ့လူတွေကလည်းကျွန်တော်နှစ်ခုပဲပတ်ခိုင်းခဲ့ပါတယ်ဗျာနော်ကဲဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဒီ၄ရက်စာအတွက်ကိုကျွန်တော်6တလုံးပတ်ခိုင်းပါမယ်ဗျာနော်6ကြိုင်တော့လိုက်ပတ်ကြည့်ပါဗျာနော်ပတ်တီးပါဒီ၄ရက်စာအတွက်6ပတ်တီးရှိပါတယ်ဗျာကဲဟုတ်ပြီကျွန်တော်ဒီနေ့အတွက်ကိုကျွန်တော်20ဆိုင်လေးတော့ပြမယ်ဗျာနော်16ထေစီနဲ့4ခုနောက်ပဲရှိပါတယ်ဗျာနော်ဒီနေ့မနေ့ခုအဲ့တော့ကျွန်တော်20ဆိုင်လေးပြမယ်ဒီစာလေးတော့ကြည့်ပြပါနော်အနီလေးကိုကြည့်ပါဒီ3လုံးပေါင်းချင်းက1ပါတဲ့16ကိုတဲ့ဒီနှလုံးပေါင်းချင်းပြန်16ဖြစ်ပေးပါတယ်တဲ့ဒီ3လုံးပေါင်းချင်း6တက်ကိုတဲ့ဒီနှလုံးပေါင်းချင်းပြန်6တက်ဖြစ်ပေးပါတယ်ဒီ3လုံးပေါင်းချင်း6တက်ကိုတဲ့ဒီနှလုံးပေါင်းချင်းပြန်6တက်ဖြစ်ပေးပါတယ်အဲ့တော့ဒီနေ့မနေ့အတွက်ကိုဒီ3လုံးပေါင်းချင်း8ပါတယ်8ပေါ်က3 8 3ကိုဒီလိုပေါင်းချင်း8 3ဖြစ်ရပါမယ်ခွန်နောက်ပဲရှိပါတယ်တဲ့8ဖြစ်အောင်1ထည့်ပါတယ်3ဖြစ်အောင်6ထည့်ပါတယ်အဲ6ထိပ်စီပါဗျာနော်ဟိုနောက်ပိတ်ဆိုင်လေးကြည့်မယ်ဗျာနော်အပြာလေးကိုကြည့်ပါ9နဲ့1နဲ့လုံးပေါင်းချင်း6ရဲ့ပေါ်ပါ1 6တက်ကိုတဲ့ဒီအနီလေးကိုကြည့်ပါဒီ3လုံးပေါင်းချင်းပြန်6တက်ဖြစ်ပေးပါတယ်ဒီအပြာလေးကိုကြည့်ပါအပြာလေးကဒီမှာ6နဲ့3နဲ့ပေါင်းချင်း9ပါ9ရဲ့ပေါ်ပါ4 9လေးကိုတဲ့အနီလေးကိုကြည့်နော်ဒီ3လုံးပေါင်းချင်း9လေးပြန်ဖြစ်ပေးရပါမယ်အပြာလေးကိုကြည့်ပါဒီ9နဲ့6နဲ့3ပါ3ရဲ့ပေါ်ပါ8 3 8ကိုတဲ့ကျွန်တော်တို့ဒီအနီ3လုံးပေါင်းချင်း3ရှင်းဖြစ်ပေးရပါမယ်တဲ့နော်အဲ့တော့ဒီအပြာလေးက3ညနဲ့3ညနဲ့3ညပါ3ညပါပါ5အဲ့3ည5ကိုလေကျွန်တော်ဒီ3လုံးချင်း3ည5ဖြစ်ပေးရပါမယ်ဒီမှာ6ရှိပါတယ်3ညဖြစ်အောင်4ထည့်ပါမယ်5ဖြစ်အောင်ဆိုရင်9ထည့်ရပါမယ်ဗျာနော်အဲ့တော့3ည5နောက်ပိတ်ပါဒီမှာ16ထည့်စီ3ည5နောက်ပိတ်ပါဗျာနော်ကျွန်တော်ဒီမှာတွဲထားပါတယ်ဒါလေးကတော့ရန်ထိုးပါဗျာနော်ဒါလေးကတော့ရန်ပါကျွန်တော်ရှင်းတဲ့ပတ်သက်ပြီးမထုတ်ထားသေးပါဘူးဗျာနော်9တွေရှင်းတွေနဲ့ပတ်သက်ပြီးတော့တွဲထိုးလို့ရပါတယ်ဒီ16ရဲ့ဒီ4ခုရဲ့ကို9ရှင်းနဲ့ပါပြန်တွဲလို့ရပါတယ်ဗျာနော်အရင်အနေနဲ့ထိုးလို့ရပါတယ်ဒါကျွန်တော်ဒါပတ်သီးရှိလို့ပြောပြရနော်9ရှင်းပတ်သီးရှိလို့ဒီ16လေးကို9ရှင်းနဲ့ပါကတ်လို့ရပါတယ်ကိုကတကယ်လို့9ရှင်းကြိုက်နေတယ်ဆိုရင်ပြောရပါဗျာနော်ကဲဟုတ်ပြီအားလုံးပဲနော်သူဒီချင်းမင်းဆိုတော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ဖို့မမေ့ပါနဲ့ like and share ခြင်းဖြင့်ကူညီပါဗျာနော်ကျွန်တော်ဒီနေ့တွေ့ရအောင်ပါကျွန်တော်ဒီနေ့အတွက်ထိုးခွက်ထုတ်ထားတာလေးပါ6တိတိဒီလေးခုနောက်ပိတ်ပါဒါထိုးခွက်ထုတ်ထားပါတယ်ညနေကို9ရှင်းနောက်ပိတ်ပါဗျာနော်9ရှင်းနောက်ပိတ်ပါကျွန်တော်9လေးနည်းနည်းပူကြိုက်တယ်ဗျာနော်စင်ကဲအားလုံးပဲအဆင်ပြေကံကောင်းကြပါစေဗျာ